Hello အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Nursing Students တယောက်အနေနဲ့အဓိကလေ့လာသင်တဲ့ဘာသာရပ်တွေထဲကတစ်ခုဖြစ်တဲ့ Anatomy and Physiology ထဲက organ တစ်ခုအကြောင်းကို revision ပြန်လေ့လာကြမယ်ပေါ့နော် So today we are going to investigate one of the most hardworking organ in our body So cardiovascular system ရဲ့ main organ တစ်ခုဖြစ်တဲ့ heart ဖြစ်ပါတယ်လေ့လာတဲ့အခါမှာဆိုရင်ကျမတို့ကဒါကိုလေ့လာပြီးတဲ့အခါဘာတွေကိုသိရှိသွားရနားလည်သွားရမလဲဆိုတဲ့ learning objective တွေရှိတယ်။ဆိုတော့နံပါတ်1အနေနဲ့ဆိုလို့ရှိရင်ကျမတို့ကဒီ heart ရဲ့ basic structure တွေကိုနားလည်သွားမယ်နော်။နံပါတ်2အနေနဲ့ဆိုလို့ရှိရင်ကျတော့ကျမတို့ဒါလေ့လာပြီးတဲ့အခါမှာဆိုရင်သူ့မှာတော့ဘယ်အစိတ်ပိုင်းတွေပါဝင်ပြီးတော့ဘာ function တွေကိုလှုပ်ဆောင်ပေးနေလဲဆိုတာကိုခွဲခြားသိမြင်လာနိုင်မယ်။ပြီးတဲ့ခါကျတော့ကျမတို့က anatomy and physiology ပေါ့နော် anatomy and physiology ဆိုတာဘာတွေလေ့လာမလဲပေါ့နော်ဆိုတော့ structure ပါဝင်မယ်ပြီးလို့ရှိရင်သူရဲ့ physical relationship တွေပေါ့နော်သူရဲ့သူနဲ့သက်ဆိုင်နေတဲ့သူနဲ့ဘာဆက်နွယ်မှုရှိနေတဲ့တခြား relationship organs တွေတခြား relationship structure တွေအကြောင်းကိုလေ့လာမယ်ပြီးတဲ့ခါကျလို့ရှိရင် how it work ပေါ့နော်ဒီခန္ဓာကိုယ်ရဲ့ဒီ body function တွေကို maintain လုပ်ထားနိုင်မှုအတွက်သူဒီ heart ကဘယ်လိုလုပ်ပေးနေလဲဆိုတာကိုကျမတို့လေ့လာသွားမယ်ဒီ heart ကကြတော့ကျမတို့တက်ရှိလူသားတွေမှာရှိတာမဟုတ်ဘဲနဲ့တက်ရှိတတဝါလေးမှာလည်းရှိရဲဆိုတော့ဒါကအကောင်းဆုံးပေါ့နော်လေ့လာတဲ့အခါမှာပိုကောင်းနေပေါ့နော်ကျမတို့ heart ကို medical term ရဆိုလို့ရှိရင်တော့ဒါ cardiac လို့ခေါ်တယ်ပေါ့နော်ဆိုတော့what is it ပေါ့နော် the heart ဆိုတာကဘယ်လိုပုံစံမျိုးလဲstructure အနေနဲ့ဆိုရင်ကျမတို့မြင်ကြတဲ့အတိုင်းပဲခုံးရှိလေးရှိရဲ့အသေးပုံလေးပေါ့နော်အသေးပုံလေးမှာဆိုရင်ပုံမှာ pyramid ပုံလေးလိုပဲခုံးရှိလေးဖြစ်နေတယ်ပြီးရင်သူက check cavity မှာ fix ဖြစ်နေတယ်ပေါ့နော်fix လေးဖြစ်ပြီးတော့ဒီ check cavity ထဲမှာတည်ရှိနေတာပေါ့နော်သူကဒီ contraction တွေ relaxation တွေကိုအဆက်မပြတ်လှုပ်ဆောင်ပြီးတဲ့ smooth muscle tissue တွေနဲ့ပြုလုပ်ထားတဲ့ muscle organ ဖြစ်ပြီးတော့ four chamber ပါဝင်နေဆိုတော့ကျမတို့ every heartbeat time မှာကျမတို့ရဲ့supplies တွေကိုထောက်ပံ့ပေးနေတယ်ပြီးလို့ရှိရင်သူက consistent ဖန်ပြီးလုပ်ပေးနေလုံးဝမရက်မနာပဲနဲ့ဖန်လုပ်ပေးနေတာဖြစ်တဲ့အတွက်ကျမတို့ကဒီလိုဖန်လုပ်ပေးနေတဲ့ supply လုပ်ပေးနေတဲ့သွေးတွေမရှိဘူးဆိုရင်ကျမတို့ရဲ့ CS တွေကလုံးဝ surface လုပ်နိုင်မှာမဟုတ်ဘူးဆိုတော့ကျမတို့ရဲ့ဒီ heart ကတနေ့မှာအလုံး24နာရီမှာစလုံးမှာအလုံးလုံးနေပြီးတော့ကျမတို့ရဲ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာဒီမောပန်နွမ်းနေမှုမရှိဘဲနဲ့အလုံးလုံးပေးနေရတဲ့ organ တစ်ခုဖြစ်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့ heart ရဲ့ main function တွေကကြတော့သူ့ရဲ့ဒီ cycle of contraction နဲ့ relaxation ပေါ့နော်ဒီနှလုံးကညှစ်ထုတ်လိုက်တဲ့သွေးတွေကို blood vessel ကနေပြီးတော့ tissue တွေကိုအဆက်မပြတ်ထောက်ပံ့ပေးတယ်သူပန်းလုပ်ပေးလိုက်တဲ့သွေးတွေမှာဆိုရင် nutrients တွေ oxygen တွေပါတဲ့သွေးတွေပေါ့နော်အဲ့ဒီသွေးတွေကိုကျမတို့ရဲ့ဒီ heart ကနေထွက်လာတဲ့ artery တွေကနေတည်ဆောင်သွားပြီးတော့ tissue တွေစီကိုပို့ပေးတယ်ပြီးတဲ့အခါမှာဒီခန္ဓာကိုယ်ရဲ့ waste product တွေဖြစ်တဲ့ carbon dioxide တွေကိုပြန်သယ်လာပြီးတော့ lungs ကနေတဆင့်ဒါကို exchange လုပ်ပြီးတော့ remove ပြန်လုပ်ပေးတယ်ပေါ့နော်ဒါကသူ့ရဲ့ main function ပြီးတဲ့အခါမှာဒီ nutrients တွေဘယ်လို transport လုပ်ပေးနေလဲဘယ်လိုသယ်ဆောင်ပေးနေလဲ oxygen တွေကိုဘယ်လို remove လုပ်ပေးနေလဲဆိုလို့ရှိရင်ကျမတို့ရဲ့စားတဲ့အစာတွေကနေပြီးတော့သူကဆုပ်ယူလိုက်တယ်ပေါ့နော်ဒီ black ဒီ food တွေကနေပြီးတော့ဆုပ်ယူလိုက်တဲ့ nutrients တွေကိုခုနက tissue တွေ cell တွေစီကိုပို့ပေးတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ energy တွေဒီကျမတို့ရဲ့ cells တွေဒီ tissue တွေ energy and growth ဖြစ်ဖို့အတွက်ကိုဒါတည်ဆောင်သွားပေးတာပေါ့နော်ဆိုတော့တာမန်လူတယောက်ကဆိုရင် resting rate ပေါ့နော်ဒီနားနေတဲ့အချိန်မှာဆိုရင်သူရဲ့နှလုံးခုန်နှုန်းက70 to 75 beat per minute ဖြစ်ပြီးတော့တင်းနေမှာဆိုရင်နှလုံးခုန်နှုန်းကအကျဉ်းသိန်းကျော်လောက်ရှိရပေါ့နော်ဆိုတော့ပြီးတော့သူကအဆက်မပြတ်နှလုံးကအဆက်မပြတ်သူ့အလုပ်ကိုသူလုပ်နေရတာပေါ့နော်ဆိုတော့တစ်နှစ်မှာဆိုရင်35 million လောက်ရှိပြီးတော့ every lifetime မှာဆိုရင် 2.5 billion times လောက်ရှိတယ်ပေါ့နော်ပြီးတဲ့ခါမှာဆိုရင်ဒီပေါ့နော်ကျမတို့ရဲ့ဒီနှလုံးကနေပြီး pump လုပ်ပေးလိုက်တဲ့ blood တွေကခန္ဓာကိုယ်တစ်လျှောက်ကိုဘယ်လို circulate လုပ်ပေးနေလဲဆိုတော့ circulatory systems of the lungs ပေါ့နော်ပြီးလို့ရှိရင် systemic circulation rest of the body pulmonary circulation ပေါ့နော်ဒီ lungs နဲ့ heart နဲ့အကြားမှာ pulmonary circulation လုပ်ပြီးတော့ဒီ heart ကနေပြီးတော့ခန္ဓာကိုယ်တစ်လျှောက်လုံးကကျတော့ systemic circulation လုပ်ပြီးရဲဆိုပြီးတော့သူက circulation နှစ်ခုလုပ်ပြီးတယ်pulmonary circulation ကကြတော့ heart ကနေ lungs ပြီးလို့ချင်း lungs ကနေပြီးတော့ heart ကိုပြန်လာတာမျိုးပေါ့နော်။သူကဘာလုပ်ပေးရလဲဆိုတော့ကျမတို့ကတည်ဆောင်သွားပြီးတဲ့ဒီအောက်ဆီခန္ဓာကိုယ်မှာရှိတဲ့ဒီ oxygenated blood တွေပေါ့နော်အဲ့ဒါတွေကို poor oxygen blood တွေကို oxygenated blood ဖြစ်အောင်လုပ်ပေးပြီးတော့
လုပ်ပေးတယ်ပြီးလို့ရှိရင်အဲ့ဒီထဲမှာ carbon dioxide တွေကို remove ပြန်လုပ်ပေးတာပေါ့နော်ဒီ pulmonary circulation ရဲ့လောက်ဆောင်ချက်ကကြ purpose ကကြတော့ဘယ်လိုလဲဆိုရင်ကျမတို့က step အနေနဲ့ဆိုလို့ရှိရင်ဒီ oxygen poor blood တွေကဒီ superior inferior vena cava ကနေပြီးတော့ right atrium တွေကိုဝင်လာတယ်။အဲ့ကနေပြီးတော့တဆင့် tricuspid bed ကိုဖြတ်ပြီးတော့ right ventricle ကိုဝင်သွားတယ်ပေါ့နော်။ပြီးလို့ရှိရင် right ventricle ကနေတဆင့် pump လုပ်ပြလိုက်တဲ့ဒီ pulmonary bed ကိုဖြတ်ပြီးတော့ pulmonary artery ကနေတဆင့် lungs ကိုရောက်သွားတယ်ပေါ့နော်။ lungs ကိုရောက်သွားတဲ့အခါမှာ lungs ထဲမှာဆိုရင်ကျမတို့ tiny access alveoli လို့ခေါ်တဲ့ tiny access လေးတွေရှိတယ်။အဲ့ဒီမှာ gas ဒီ blood ကိုဒီ exchange လုပ်ပြီးတယ်အဲ့ဒီမှာဒီ carbon dioxide plus carbon dioxide ပါဝင်တဲ့ဟာတွေကိုသူတို့ drop off လုပ်ခဲ့ပြီးထားခဲ့ပြီးတယ်ပြီးလို့ရှိရင် oxygenated plus တွေကိုပြန်ပြီးတည်ဆောင်လာပြီးတယ်အဲ့ဒီကျမတို့ရဲ့ဒီ oxygenated plus carbon dioxide တွေကိုကျတော့ကျမတို့ဒီရှူထုတ်လုပ်တဲ့ခါမှာပြန်ပြီးတော့ခဏကိုပြင်ပရအောင်ပြန်ထုတ်ပေးလိုက်တာမျိုးပေါ့နော်ဆိုတော့အဲ့ဒီမှာကျမတို့ exchange လုပ်လိုက်တဲ့ခါမှာ oxygenated plus တွေဖြစ်လာတယ်အဲ့ဖြစ်လာတဲ့ oxygenated plus တွေကကျတော့သူက pulmonary vein နဲ့တက်ဆင့် left atrium ထဲကိုပြန်ပြီးတော့ဝင်လာစေတယ်ပေါ့နော်ဒါကကျတော့ pulmonary circulation ပေါ့နော်ဆိုတော့ systemic circulation ကကျတော့ခုနကျမတို့အဲ့ဒီ artery oxygen nutrients တွေပါတဲ့ blood တွေကိုဒီခုန pulmonary vein တွေကပြန်ပြီးတော့တဲဆောင်လာတယ်ပေါ့နော်ဒီ oxygenated blood တွေကခုန left atrium ထဲကိုကျမတို့ဝင်လာတယ်ပြီးတဲ့အခါမှာဆိုရင်ဒီ mitral valve ကနေတဆင့် left ventricle ထဲဝင်သွားတယ်ပြီးလို့ရှိရင်ဒီ aortic valve ကိုဖြတ်ပြီးတော့ aorta ကနေတဆင့်ခဏကိုတစ်လျှောက်စလုံးကိုသူက blood တွေကိုartery ကနေတဆင့်တဲဆောင်သွားပြီးတယ်ပေါ့နော်ပြီးလို့ရှိရင်ကျမတို့ခုနကဒီ oxygen နဲ့ nutrients တွေပါတဲ့ blood တွေကို every cells and tissue တွေစီကို artery နဲ့တဆင့်တည်ဆောင်သွားပြီးတယ်။ပြီးတဲ့အခါမှာဒါကတည်ဆောင်သွားပြီးတယ် systemic circulation ဖြစ်တဲ့အတွက်ပြန်တည်လာတဲ့အခါမှာဆိုရင်ကျမတို့ကဒီ oxygen carbon dioxide blood carbon dioxide ပါတဲ့ blood တွေနဲ့ဒီ waste ပါတဲ့ blood တွေကိုပြန်တည်ဆောင်လာပြီးတယ်ပေါ့နော်ဒီဘေးနေရာလေးပြန်တည်ဆောင်လာပြီးတယ်ခုနပြီးတော့ခုနကဒီ superior နဲ့ inferior vena cava နဲ့ descent right atrium ထဲကိုပြန်ဝင်နေပေါ့နော်ဒါ pulmonary circulation ပြန်ရောက်သွားတယ်ပေါ့နော်ဆိုတော့ဒီ pulmonary circulation နဲ့ systemic circulation နဲ့လေပတ်နေရမျိုးပေါ့နော်အဲ့မှာဆိုရင်ကျမတို့ကအပိုင်းလေးတွေခွဲပြီးတော့လေ့လာကြတယ် structure and function of the heart ပေါ့နော်အဲ့ဒီမှာဆိုရင်နံပါတ်1 2 3 4 5 6 9 10ဆိုပြီးတော့ကျမကအပိုင်း8ပိုင်းနဲ့လေ့လာသွားတယ်ပေါ့နော်နံပါတ်1ပိုင်းနေနေဆိုလို့ရှိရင် size and location of the heart ပေါ့နော် heart ရဲ့ weight မှာဆိုရင်အမျိုးသားတွေမှာဆိုရင်ကျွန်တော်တို့ဒါပုံမှန်အဖြစ်250 to 390 gram ရှိရပေါ့နော်မြို့သမီးတွေမှာဆိုရင်200ကနေ275 gram တွင်ရှိတာက average rate ပေါ့နော်ဒါကကြတော့လူတယောက်ချင်းစီပုံမှာမဟုတ်ပြီးတော့သူရဲ့ gram ကအလိုမျိုးရှိရပြီးလို့ရှိရင် approximately ကကြတော့12 cm long ဖြစ်ပြီးတော့9 cm wide ဖြစ်တယ်ပေါ့နော်ပြီးရင်ဒီ healthy adult ပေါ့နော်ဒီ healthy adult ဒီ heart မှာဒီပါမfunction ရော structure ရောမကောင်းနေတဲ့သူတယောက် healthy adult မှာဆိုရင်သူရဲ့ lung capacity ကပေါ့နော်ဒီလုံးခုံလုံးတစ်ချက်တိုင်းမှာပေါ့နော်ထုတ်ပေးလိုက်တဲ့ဒီ blast ejected ကဆိုလို့ရှိရင် EP မှာဆိုလို့ရှိရင်70 to 80 ml လောက်ရှိတယ်ဆိုတော့တစ်မိနစ်မှာဆိုရင်5 liter လောက်သူထုတ်ပေးရပေါ့နော်ဒါကကြတော့ကျမတို့နောက်ပိုင်းမှာဆိုရင်ဒီခါရီ output တဲ့ stroke ပေါ်ကလုံးတွေကိုနောက်ပိုင်းမှာတေချာလေးလာပြီးတော့ဒါဒီ balloon capacity ဘယ်လောက်ရှိလဲဆိုတာကိုတေချာပြန်လေးလာကြမယ်ပေါ့နော်နောက်တစ်ခါကျတော့ location of the heart ပေါ့နော် heart ကကြတော့ကျမတို့ in the chest ပေါ့နော်ကျမတို့ရှင်ဘတ်တဲ့ပေါ့နော် center ကိုလက်ထားကြည့်လိုက်တယ်ဆိုပြီးလို့ရှိရင် left ဘက်ကိုနည်းနည်းရွှေ့ကြည့်လိုက်မယ်ဆိုရင်ကျမတို့ heart လေးရှိရပေါ့နော်ပြီးလို့ရှိရင်ကျမတို့ heart ကိုသူကဒီ thoracic cavity ပေါ့နော် chest cavity လို့လည်းခေါ်တယ် thoracic cavity ထဲမှာသူကဒီနံရိုးလေးတွေနဲ့တခြား protect လုပ်ပြီးတော့သူ့ရဲ့ cavity လေးထဲမှာပုံစံတိုင်းလေးတည်ရှိနေရမျိုးပေါ့နော်ပြီးတဲ့အခါမှာဆိုရင်ဒီ organ associated with the heart ပေါ့နော် heart နဲ့ပဲ organ နဲ့ associated ဖြစ်နေလဲဆိုလို့ရှိရင် inferior မှာဆိုလို့ရှိရင်ဒီ heart ရဲ့ apex ရှိတယ်ပေါ့နော်အောက်မှာဆိုရင် heart ရဲ့ apex ကရှိတယ်သူရဲ့အောက်မှာဆို diaphragm ပေါ့နော် diaphragm ရှိတယ် diaphragm ကကြတော့ဒီ levels of 5 intercostal space ပေါ့နော်ကျမတို့ရဲ့ဒီနံရိုးရဲ့နံရိုး၅ချောင်းမြောက်ရဲ့ intercostal space မှာပေါ့နော်အဲ့ဒီမှာရှိတယ်ပေါ့နော်ပြီးတဲ့အခါမှာဆိုရင်သူရဲ့ဒီခါဒီအောက်မှာအဖ
abdomen ရှိတယ်ပေါ့နော် upper abdomen ဖြစ်စိတ်ပိုင်းတွေဖြစ်တဲ့ stomach တွေ upper part of the liver spleens တို့ရှိတယ် inferiorly superiorly မှာဆိုလို့ရှိရင်ကျတော့ဟာဒီအပေါ်ပိုင်းမှာဆို great blood vessel ဖြစ်တဲ့ aorta ရှိတယ်ပြီးလို့ရှိရင် superior vena cava ပေါ့နော် upper part of the heart's own artery ပြီးရင် pulmonary trunks တွေပေါ့နော်တခြား pulmonary artery တွေဆက်ရှိသွားမယ် posteriorly မှာဆိုလို့ရှိရင်အနောက်မှာဆိုရင်ကျတော့ esophagus တို့ဒီ descending aorta တွေ thoracic vertebrae left and right bronchus တွေရှိတယ်ပြီးလို့ရှိရင် inferior vena cava ရှိတယ် right pulmonary artery right pulmonary vein ပြီးလို့ရှိရင် right atrium ရှိရပေါ့နော်ပြီးလို့ရှိရင် laterally ပေါ့နော်ဘေးဘက်နှစ်ချက်မှာဆိုရင်ကျတော့ left lung နဲ့ right lung တော့ရှိတယ်ဒါပေမဲ့ left lung ကကျတော့ left side of the heart ကိုသူကနည်းနည်းထက်နေတယ်ပေါ့နော် overlap ဖြစ်နေတယ်ဒီ anteriorly ပေါ့နော် heart ရဲ့အရှိမဘာတွေရှိမှဆိုဒီမှာ sternum တွေ wrist တွေ intercostal muscle တွေရှိမယ်ပေါ့နော်ဆိုတော့ဒီမှာဒီနေ့မှာဆိုရင်ဒီမှာတို့ heart ရဲ့ဒီ main function ပေါ့နော် main function နဲ့ဒီ size and location of the heart ကိုလေ့လာသွားတယ်နောက်ပိုင်းမှာကျတော့ဒီမှာတို့ number 2 3 4 5 6 7 8ကိုနောက်ဗီဒီယိုလေးမှာဆက်ပြီးလေ့လာသွားကြမယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်